လာပါရှင်။ကျွန်မချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။2025ခုနှစ်တွင် NUG ကိုအသွင်ကူးပြောင်းရေးဆိုရတရက်ဖြစ်နိုင်ငံရေးနဲ့စီရေးနောက်တစ်ဆင့်တန်ရန်ခေါင်းဆောင်တွေအားလုံးသဘောတူညီလို့ NUG ဝန်ကြီးဒေါက်တာဇဝေဆိုကအသိပေး2025ခုနှစ်တွင်မြို့သားညီညွတ်ရေးဆိုရ NUG ကိုအသွင်ကူးပြောင်းရေးဆိုရတရက်ဖြစ်နိုင်ငံရေးနဲ့စီရေးနောက်တစ်ဆင့်တန်ရန်တိုင်းသားနဲ့ဒေါ်လာခေါင်းဆောင်တွေအားလုံးသဘောတူညီထားပြီးဖြစ်ကြောင်းပြည်တွင်းရောက်ရှိနေတဲ့ NUG ဝန်ကြီးချုပ်ဒေါက်တာဇဝေဆိုကအသိပေးပြောဆိုလိုက်ပါတယ်။ပြည်သူမှပြည်သူတို့အစီအစဉ်နဲ့တွဲဆုံမေးမြန်းကမှ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုကထပ်ပါတိုင်းပြောဆိုလိုက်ပါတယ်။ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုကပြည်ပြင်ပြောင်းလဲလုပ်ငန်းစဉ်ဖြင့် NUG ယာယီသမ္မတကျညွှန်ကြားချက်အပြည်တွင်းသို့အပြီးပြန်လည်ရောက်ရှိခဲ့ကြောင်းရင်းတော်သက်ဆိုင်တဲ့တွေ့တင်တွေ့ထိုက်တဲ့တိုင်းသားခေါင်းဆောင်တွေအားလုံးနဲ့တွေ့ဆုံခဲ့ကြောင်းထို့သောတွေ့ဆုံချိန်မှာ NUG ကိုအသွင်ကူးပြောင်းရေးဆိုရတရက်ဖြစ်နိုင်ငံရေးစစ်ရေးနောက်တစ်ဆင့်တန်းခေါင်းဆောင်အားလုံးသဘောတူညီကြကြောင်းပြောဆိုပါတယ်။2021ရဲ့ချိန်နေနဲ့2025ရဲ့ချိန်တွေကမတူတော့ဘူးဆိုတာကိုတော်လင်းကောင်းဆောင်တွေအားလုံးနဲ့ပြောပြပါတယ်။အဲဒီမတူတဲ့ချိန်တွေပေါ်မှာမူတည်ပြီးတော့ဒီ2025မှာတကယ်တော့လက်ရှိတော်လိုင်းမှာမြေနေရာတွေတီယိုဒိုတွေပိုင်ဆိုင်တဲ့ဇေယျတန့်ရတွေလက်နက်ရတွေပိုင်ဆိုင်နေတယ်။နိုင်ငံရေးရလည်းပြည်သူလူထုတရက်လုံးကတောက်ကန်နေရဲ့ဒီတိုင်းသားကောင်းဆောင်တွေတော်လင်းကောင်းဆောင်တွေကတော်လင်းနောက်တစ်ဆင့်အားလုံးစုစည်းကြမယ်ပေါင်းစည်းကြမယ်ညီညွတ်ကြမယ်ပါဝင်ကြမယ်လို့ဘုရားကိုကျွန်တော်တို့ဆွေးနွေးဖြစ်ပါတယ်။ဒါကြောင့်တကယ်တော့ဒီတော်လှန်ရေးအနေထားက2021တုန်းကဖွဲ့စည်းခဲ့ NUG ကိုနောက်တစ်ဆင့်တက်ပြီး2025မှာအသွင်ကူးပြောင်းရေးကာလဆိုရတရက်ပေါ်ပေါက်လာဖို့အတွက်တကယ်တော့တော်လှန်ရေးအားစွဲခေါင်းဆောင်တွေရဲ့ပခုံးပေါ်မှာရောက်နေပြီဆိုတာကျွန်တော်တို့ဆွေးနွေးမှာဖြစ်ပါတယ်။ခေါင်းဆောင်တွေအားလုံးကလည်းသဘောတူပါတယ်။ဒါကြောင့်ကျွန်တော်တို့2025မှာကျွန်တော်အချင်းချင်းကြားမှာသွေးစည်းညီညွတ်မှုနားလည်မှုနဲ့2025မှာစစ်ရေးနိုင်ငံနောက်တစ်ဆင့်တက်ဖို့ကျွန်တော်အဆင်သင့်ဖြစ်နေပြီလို့မြင်တယ်လို့ပြန်ရောက်ပြီးတော့ဆွေးနွေးချက်တွေရနားလည်လို့ဒေါက်တာဇဝေဆိုကပြောပါတယ်။မြေပြင်မှာတော်လှန်ရေးသမားတွေနဲ့ရှိနေချိန်မှာပြည်သူလူထုကလည်းတော်လှန်ရေးကိုဆက်လက်ပါဝင်နေဆဲဖြစ်ပြီး PDF တွေကလည်းတက်ကြနေဆဲဖြစ်ကြောင်းလက်ရှိမြေပြင်အခြေအနေအရတော်လှန်ရေးမှာလုံးဝအောင်မြင်လိမ့်မယ်လို့ယုံကြည်ကြောင်းဆက်ပြောပါတယ်။မြေပြင်မှာရေးရဆက်ဆက်ခံစားနေရတဲ့ပြည်သူတွေ CDN နေဆရာမတွေကျန်းမာရေးဝန်ထမ်းတွေတော်လှန်ရေးသမားတွေနဲ့ရှိချင်းရှိဖို့လိုတဲ့ဒါကြောင့်လဲNUG ရဲ့ reform process တခုအနေနဲ့မြေပြင်ကိုရောက်လာတယ်။ပြန်ရောက်လာတဲ့သဘောရှိပါတယ်။အဲဒီမှာရောက်ခြင်းတော့ဘာတွေလုပ်ရလဲဆိုတော့အရင်ဆုံးတော့နိုင်ငံရေးသဘောအရတိုင်းသားခေါင်းဆောင်အနေနဲ့တွေ့ရတယ်။ဒေါ်လာရေးဖွဲ့စည်းဦးဆောင်တွေနဲ့တွေ့ရတယ်ကျွန်တော်အားလုံးကိုတွေ့ပြီးပြီလို့ပြောရင်ရတယ်။တွေ့ပြီးတော့ကျွန်တော်တွေသူနဲ့အတူတူနေတယ်အတူတူစားတယ်အတူတူနားတယ်အတူတူဆွေးနွေးကြတယ်အချိန်ယူပြီးဆွေးနွေးကြပါတယ်။ဒါအပြင်ပြန်ရောက်ပြီးဆွေးနွေးတဲ့အချိန်မှာမြေပြင်မှာရှိတဲ့ပြည်သူတွေ CDN တွေတက်မှုတွေ PDF တွေနဲ့တွေ့ဖြစ်ပါတယ်။ဒါလည်းအရန်ကိုအားရှိပါတယ်။ပြည်သူတွေကကုတက်တီတော်လိုင်းကိုကိုယ်ကန်ဆဲတော်လိုင်းရင်းနဲ့အတူရှိနေဆဲဖြစ်ပါတယ်။ PDF တွေကကုတီတက်ကြဆဲပြည်သူတွေနဲ့ရှိနေဆဲပါတော်လိုင်းနဲ့အတူရှိနေဆဲပါစီရီယန်တွေကပြည်သူနဲ့အတူတော်လိုင်းရှိနေဆဲပါအားလုံးတော်လိုင်းအရာတွေကရွေချက်တူဗန်နိုင်တူချီတက်နေဆဲဖြစ်တဲ့ဆိုတာတွေ့ရပါတယ်။ဒါကြောင့်အားလည်းရှိပါတယ်။ဒါကြောင့်လည်းပဲကျွန်တော်တော်လိုင်းအောင်မြင်လိမ့်မယ်လို့ယုံကြည်လို့ပြောချင်ပါတယ်။ဘလောက်ပဲခက်ခဲရှိဒီဘလောက်ပဲပင်ပန်းဘလောက်ပဲတစ်ဖက်ရက်ဆက်ကျွန်တော်အားလုံးဒီစိန်ခေါ်မှုတွေအားလုံးကိုကြော်လာပြီးတော်လိုင်းအောင်မြင်လိမ့်မယ်လို့မြေပြင်ရောက်နေတဲ့အချိန်မှာကျွန်တော်ပို့ပြီးယုံကြည်လို့ပြောချင်ပါတယ်ဒေါက်တာဇော်ဝေဆိုကရှင်းပြပါတယ်။ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုကမြို့သားညွှန်ရေးဆွဲယာယီသမ္မတဒေါ်လက်ရှိလိုက်ညွှန်ကြားချက်နဲ့ညီ2025ခုနှစ်နှစ်စံပိုင်းတွင်ပြည်ပမှမြန်မာနိုင်ငံသို့အပြည့်ပြန်လည်ရောက်ရှိလာခြင်းပဲဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းတစ်ပုဒ်ကတော့အေးနဲ့ DNL ထိန်းချုပ်နယ်မြေတွေကိုစစ်ကောင်စီပုံကျဲ73ဒေဆောင်စစ်ကောင်စီနဲ့အပြစ်ခတ်ရဲစဲမှုသဘောတူညီချက်မရသေးတဲ့မြောက်ပိုင်းမဟာမိတ်ဖွဲ့ဝင် TNL နဲ့အာရခတပ်တော်တို့ရဲ့ထိန်းချုပ်နယ်မြေတွေကိုလေကြောင်းကနေပုံကျဲခဲ့အတွက်မေလ12ရက်နေ့ညကနေ23ရက်နေ့မနက်ပိုင်းတွင်တေဆုံးသူ73ရှိခဲ့ပါတယ်။မြောက်ပိုင်းမဟာမိတ်ဖွဲ့ဝင်ကိုကန်တက်တရတရုတ်ဖျားကြောင့်လောက်ရွှေမြို့ကိုစစ်ကောင်စီတန်းပြန်လည်လွှဲပြောင်းပေးထားပြီးနောက်စစ်ကောင်စီနောက်ထပ်ပြစ်မှတ်ဟာ TNL ဖြစ်လာပါတယ်။အာရခတပ်တော်ရေးကလေကြောင်းတိုက်ခွင့်နဲ့ပတ်သက်လို့ဘယ်လိုတုံ့ပြန်ထားမလဲဆိုတာရုပ်သံမှာကြည့်ရှုနိုင်ပါတယ်။